မင်္ဂလာပါဒီ comment လေးကို reply ပြန်ပြရစေနော်မနေ့6နာရီရေးချိုးလို့ရတာတဲ့မနေ့6နာရီရေးချိုးလို့ရပါတယ်ညီမလေးဘယ်ရာသီဥတုမှာမနေ့6နာရီထားပြီးရေမချိုးတင်လဲဆိုလို့ရှိရင်ဆောင်းတွင်းပေါ့နော်တော်တော်လေးကိုရာသီဥတုအေးနေတယ်ဆိုရင်တော့မနေ့6နာရီချိုးလို့အဆင်မပြေပါဘူးလောလောဆယ်လက်ရှိရာသီဥတုပေါ့နော်အပြင်မှာရာသီဥတုတအားပြင်းထန်တယ်ပူပြင်းတဲ့အချိန်မှာဆိုလို့ရှိရင်မနေ့6နာရီထားပြီးတော့မှရေချိုးတာအဆင်ပြေတယ်အဲ့ခါကျတော့ရေချိုးပြီးအပြင်သွားတယ်ပုံမှန်လုပ်တွေနေထိုင်တယ်လုပ်ကင်နေဆိုလို့ရှိရင်ခန္ဓာကိုယ်ကတက်တောင့်တက်တာနဲ့နေထိုင်လုပ်ကင်လို့အဆင်ပြေပါလိမ့်မယ်အဲ့ဒီအပြင်ဟိုမှာဒီလောက်ရာသီဥတုတအားပြင်းနေတယ်ဆိုတဲ့အချိန်ကြလို့ရှိရင်ညနေပိုင်းမှာတစ်ချိန်ထပ်ပြီးတော့မှရေချိုးမယ်ဆိုရင်လည်းချိုးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခါကျတော့နေ့ဘက်မှာရာသီဥတုတအားပူပြင်းလွန်းတာဖြစ်တဲ့အတွက်မနေ့တစ်ချိန်ညတစ်ချိန်ရေချိုးတင်ပါတယ်။ဒါပေမဲ့ဘယ်အချိန်ကပို့ပြီးတော့လုံးဝရေမချိုးတင်ဘူးလဲဆိုလို့ရှိရင်ဒီလိုမျိုးတအားပူပြင်းတဲ့အချိန်မှာမနေ့10နာရီကနေညနေ9နာရီအတွင်းဆိုလို့ရှိရင်လုံးဝရေမချိုးတင်ပါဘူး။အိမ်ထဲမှာပဲနေနေတယ်ဆိုတဲ့လူတွေကသိပြဿနာမရှိပေမဲ့အပြင်မှာလှုပ်ရှားသွားလာလောက်ကင်နေတယ်နေပူကြီးကိုသွားနေရတယ်ဆိုတဲ့လူတွေကြတော့အပြင်မှာရာသီပြင်းလွန်းတယ်အပြင်ပြန်လာတဲ့အချိန်မှာနေပူပူကြီးမှာရေချိုးလိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲကအပူအေးပြောင်းလဲမှုကမြန်ဆန်လွန်ပြီးတော့မှအသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်အဲ့ခါကျတော့ရေချိုးတာကဆင်ញင်ပြီးတော့မှချိုးရတယ်ဒါပေမဲ့လည်းဒီရာသီဥတုမှာမနေ့6နိုင်ချိုးတာကဘာပြဿနာမှမရှိပါဘူးเนาะ